Web development ဆိုတာလက်တွေ့လုပ်ငန်းစဉ်များကိုကိုယ်ပိုင်ကွန်ရက်ဒါမှမဟုတ်အပြည်ပြည်ဆိုင်ရာကွန်ရက်ကိုဖြတ်ပြီး browser ကိုအသုံးပြုလုပ်ဆောင်နိုင်ရန်ဒါမှမဟုတ်တင်ပြနိုင်ရန်ရေးသားဖန်တီးခြင်းဖြစ်ပါလက်တွေ့လုပ်ငန်းတွင်လုပ်ငန်းတစ်ခုပြီးစီးအောင်မြင်အောင်လူသားတွေနဲ့လှုပ်ဆောင်ကြတဲ့အခါနှစ်ဦးနှစ်ဖက်စလုံးကနားလည်တဲ့ဘာသာစကားကိုအသုံးပြုဆက်သွယ်လုပ်ကိုင်ကြသည်ဒီနေရာမှာဘာသာစကားဆိုတာအရှင်းရှင်းဆက်သွယ်ပြောဆိုသောဘာသာစကားအပြင်လုပ်ငန်းသဘောတဘာဝနဲ့သက်ဆိုင်သောဘာသာစကားလည်းပါဝင်ပါတယ်လက်တွေ့လုပ်ငန်းကလူသားတွေလိုပဲမိမိအလိုရှိသောလုပ်ငန်းများကို browser ကလုပ်ဆောင်နိုင်စေရန် browser ကလုပ်ဆောင်ပြီးမြောက်စေရန်၎င်းနားလည်တဲ့ဘာသာစကားကိုအသုံးပြုပြီးဆက်သွယ်ညွှန်ကြားနိုင်ပါတယ်လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး browser သာမကအခြားသောစနစ်များပစ္စည်းများကိုလည်း၎င်းတို့နားလည်သောဘာသာစကားများကိုအသုံးပြုညွှန်ကြားနိုင်ပါတယ်အသုံးပြုသောဘာသာစကားတွေကရည်ရွယ်ချက်ပေါ်မူတည်ပြီးကွဲပြားနိုင်တယ်လုပ်ငန်းပေါ်မူတည်ပြီးတော့လည်းအသုံးပြုသောဘာသာစကားအရေအတွက်အနည်းများကွဲပြားနိုင်တယ်ဒါအပြင်ပြောဆိုရတဲ့နေရာလည်းကွဲပြားနိုင်ပါတယ်ဥပမာလက်တွေ့လုပ်ငန်းတစ်ခုမှာကုန်ပစ္စည်းဝယ်ယူခြင်းဒါမှမဟုတ်ကုန်ပစ္စည်းထုတ်လုပ်ခြင်းပြန်လည်ရောင်းချခြင်းဈေးနှုန်းနဲ့ငွေကြေးဆိုင်ရာစီမံခြင်းလူစွမ်းအားစီမံခန့်ခွဲခြင်းစတဲ့လုပ်ငန်းခွဲတွေပါဝင်တဲ့လုပ်ငန်းတစ်ခုဆိုကြပါစို့သက်ဆိုင်ရာလုပ်ငန်းခွဲတစ်ခုတွင်ပါဝင်လုပ်ကိုင်ကြသောလူတွေက၎င်းလုပ်ငန်းခွဲနဲ့သက်ဆိုင်တဲ့ဘာသာစကားအသုံးအနှုန်းများကိုအသုံးပြုပြီးအရှင်းရှင်းဆက်သွယ်လှုပ်ဆောင်ကြသလိုအခြားသောလုပ်ငန်းခွဲတစ်ခုမှလုပ်ကိုင်ကြတဲ့သူတွေနဲ့ဆက်သွယ်သောအခါတွင်လည်း၎င်းလုပ်ငန်းခွဲနှင့်သက်ဆိုင်သောဘာသာစကားအသုံးအနှုန်းများကိုအသုံးပြုဆက်သွယ်လုပ်ကိုင်ကြသည်နှင့်ဆင်တူပါတယ်စနစ်အရှင်းရှင်းဖြစ်စေလူသားအချင်းချင်းဖြစ်စေနှစ်ဖက်စလုံးနားလည်တဲ့ဘာသာစကားများကိုအသုံးပြုမှသာလိုအပ်ချက်များကိုတိကျစွာသိနိုင်သလိုမှားကင်းသောရလဒ်ထွက်ပေါ်လာမှာဖြစ်ပါတယ် Web development သည်လက်တွေ့လုပ်ငန်းစဉ်မျိုးစုံအလုံးနီးပါးကိုလှုပ်ဆောင်နိုင်ဖို့ရေးသားဖန်တီးနိုင်ပါတယ်